အဲ့ဒီအမျိုးသမီးကတီးမခံနိုင်တော့ပဲသူ့ယောက်ျားကိုပါရိုက်လိုက်တဲ့အချိန်ကြမှာပဲယောက်ျားဖြစ်သူရဲ့မိသားစုကသူတို့တွေလွန်သွားပြီဆိုတာကိုသတိထားမိကြတာပါဒါပေမဲ့သူတို့မှအမှားဝန်ခံဖို့စိတ်ကူးလုံးဝမရှိကြဘူးဘာလို့လဲဆိုတော့အမှားဝန်ခံလိုက်ရင်သူမအပေါ်ချုပ်ကင်ထားနိုင်စွမ်းမရှိတော့မှာကိုစိုးရိမ်လို့ပါအဲ့ဒီအချိန်မှာမကြီးဖြစ်သူကတော့သူမကိုလက်ခုပ်တီးပြီးချီးကျူးလိုက်ပါတယ်သူမရဲ့ပြတ်သားတဲ့စိတ်ဓာတ်နဲ့ပါရိုက်လိုက်တာကိုသဘောကျပြီးဒီမိသားစုကိုပညာပေးဖို့သူမနဲ့အတူရက်တည်မယ်လို့ပြောလိုက်ပါတယ်ပြောဆိုဆိုနဲ့ပဲထမင်းစားပွဲကိုမှောက်လန့်ပစ်လိုက်တာကြောင့်တမိသားစုလုံးဒေါသတွေထွက်ကုန်ကြတာပေါ့ရောက်ခမဖြစ်သူကလူကြီးသူမကိုမရိုမတေလောက်ရမလားဆိုပြီးဒေါသတကြီးစူပူတဲ့အခါမှာတော့မကြီးဖြစ်သူကပခုံးတုံယုံမဲ့တုံ့ပြန်ပြီးငယ်သူကိုမညာလာတဲ့လူကြီးကိုရိုသေစရာမလိုပါဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီမှာတင်ရောက်ခမကပြန်မပြောနိုင်တော့ပဲသူ့ရဲ့သားကြီးကိုမင်းကအတုံးမကျဘူးမိမကိုတော့မနိုင်ဘူးဆိုပြီးလှည့်ဟောက်ပါတယ်ဒါကိုလည်းမကြီးဖြစ်သူကချက်ချင်းပဲမိမကိုမနိုင်တာကဘာလို့အတုံးမကျတာဖြစ်ရမှာလဲလို့ပြန်မေးဖို့ထုတ်ပါတယ်ဒီလိုကြိုးကြောင်းမစီလျော်တဲ့စကားတွေကိုကြားရတာနားမဆန်းတော့ဘူးလို့ပြောလိုက်တဲ့အခါရောက်ခမကြီးခမရဒေါသထွက်ပြီးစကားတော်မပြောနိုင်တော့ပါဘူးအခြေအနေကိုကြည့်နေတဲ့ရောက်ခမဖြစ်သူအမေကတော့ကြားဝင်ဖြန့်ဖြေးခြင်းရောက်ဆောင်ပြီးဒါကလင်မယားနှစ်ယောက်ကြားကကိစ္စပါညီနဲ့မဆိုင်ဘူးဝင်မပါနဲ့လို့မကြီးကိုပြောပါတယ်ဒါပေမဲ့မကြီးကတော့အလျှော့မပေးပါဘူးဘာလို့လဲဆိုတော့ရောက်ခမကသူမကိုပါထိခိုက်အောင်စောင်းမြောင်းပြောခဲ့ဘူးလို့ပါငါတို့ကတွေးရင်းတွေချွေးမဆိုတာအပြင်လူမို့စီကန်းလိုက်နိုင်ရမယ်လို့ပြောခဲ့တဲ့စကားကိုပြန်မှတ်ရပြီးသူမကိုယ်တိုင်လည်းအပြင်လူပဲမို့လို့ဒီကိစ္စကိုဝင်ပါမှာပဲလို့ပြက်ပြက်တတပြောလိုက်ပါတယ်ယောက်ျားဖြစ်သူရဲ့ညီမကတော့အမေဘက်ကနေကာကွယ်ပေးခြင်းပေမဲ့မရီးကိုတော့မထီရဲတာကြောင့်အဲ့ဒီအမျိုးသမီးကိုပဲနင်းကြောင်းလူတိုင်းစိတ်မချမ်းသာဖြစ်ရတယ်ဆိုပြီးအပြစ်တင်ပါတယ်ဒါပေမဲ့မရီးရဲ့အားပေးမှုကြောင့်အဲ့ဒီအမျိုးသမီးဟာဆက်ပြီးတီးမခံတော့ပဲထိုင်ကုန်ပူလေးနဲ့ခဲအုံမောက်ကိုကန်ထုတ်လိုက်ပါတယ်ပြီးတော့မှသူမဘာမှတလဲဆိုတာကိုဒေါသတကြီးမေးပါတော့တယ်ချွေးမအစ်စ်အနေနဲ့အိမ်ကိုပထမဆုံးအကြိမ်လာတာတောင်တနေ့ကုန်မီးဖို့ချောင်းထဲမှာတယောက်တည်းထမင်းချက်ခိုင်းတယ်ထမင်းစပွဲမှာနေရာမပေးတဲ့အပြင်ဟင်းတွေကိုတစ်ခုချင်းလိုက်ပြစ်ရှာပြီးပြန်ချက်ခိုင်းတယ်ကျမမှားခဲ့တာတစ်ခုပဲရှိတယ်အဲ့ဒါကဒီထမင်းစပွဲကိုဒီထက်စိုးစိုးမမောက်လန့်ခဲ့တာပဲလို့ပြောလိုက်ပါတယ်ခဲအိုမာကတော့အရှက်မရှိပဲဒါကနင့်တာဝန်ပဲလူကြီးတွေကိုပြုစုရမယ်လို့ပြောတဲ့အခါသူမကရေချင်ပက်ချင်ဖြစ်သွားပါတယ်ငါမိဘတွေကငါ့ကိုကျွေးမွေးပြုစုလာတာဒါကြောင့်သူတို့ကိုပဲငါကပြန်ပြုစုရမှာနင်တို့ကငါ့ကိုတပြားမှမပေးဘူးတလို့ဂယုလည်းမဆိုင်ဘူးပဲဘာလို့ပြုစုရမှာလဲလို့ပြန်မေးပါတယ်နောက်ဆုံးမှာတော့ယောက်ျားဖြစ်သူကတော့ငါမိဘနဲ့ညီမလေးကိုစားတောင်းပန်ပါမယ်မင်းပါရိုက်တာကိုလည်းငါစိတ်မဆိုးတော့ပါဘူးဒါပေမဲ့မင်းမလည်းအပြစ်မရှိဘူးလားလို့မေးပါတယ်သူမကိုအရင်ကလိုမဟုတ်တော့ပဲမကြီးဖြစ်သူလိုပဲယူနန်းနန်းဖြစ်နေပြီလို့ဆွဆွဲပါတယ်အဲ့ဒီအချိန်ကြာမှပဲသူမတစ်ခုကိုသဘောပေါက်သွားပါတယ်သူ့ယောက်ျားကမကြီးနဲ့ဝေးဝေးနေဖို့ခဏခဏပြောခဲ့တာဟာသူမအနှိမ်ခံရမှာစိုးလို့မဟုတ်ပဲမကြီးကသူမကိုအတိတရားဝင်အောင်လုပ်ပေးလိုက်မှာကိုကြောက်လို့ပါဒါမှသာသူမကိုဒီမိသားစုကထာဝရချုပ်ကင်ထားနိုင်မှာမဟုတ်လား